မင်းငါကိုကူညီနိုင်မလားဆိုရင် well you have me လို့ပဲသုံးနေတော့မလားဒါကတခြားသူရဲ့နားထဲမှာပို့လိုက်မဖြစ်ဘူးဆိုတာကိုရောသိလားအဲ့ဆိုရင်ဒီနေ့က moral verb တွေက well နဲ့ work နဲ့အကြောင်းကိုရှင်းပြမယ် well ကို future work ကို past လို့ပဲမှတ်ထားရမလားအမှန်တကယ်တော့သူတို့က tense ကွာတာမဟုတ်ဘူး attitude ကွာတာအဲ့တော့ English is not about grammar it's about energy အဲ့တော့ well အကြောင်းကိုအရင်ဆုံးကြည့်အောင်ဝယ်ကိုဘယ်လိုနေရာတွေမှာသုံးတာလဲဝယ်ကိုဆုံးဖြတ်ချက်တွေပြီးတေချာမှုတွေပြီးတိုက်ရိုက်ပြောတဲ့နေရာမှာသုံးတယ်အဲ့ဒါဆိုရင် well you had me မင်းကကိုကူညီနိုင်မလားဆိုတာကသူများကိုတိုက်ရိုက်ပြောလိုက်တာပြီးတော့ I will call you ငါမင်းကိုခေါ်မယ်တေချာတယ်အဲ့လိုနေရာတွေမှာဝယ်ကိုသုံးတယ်အဲ့တော့ဝယ်ကိုဘယ်လိုနေရာမှာသုံးရမလဲဆိုတာကိုသိပြီအဲ့တော့ work ကိုကြည့်အောင် work ကပို့ပြီးတော့ရင်ကျေးတယ်ပို့ပြီးတော့နှုတ်ညံ့တယ်ပြီးတော့သူ့မတေချာတဲ့နေရာတွေပြောမယ်ဆိုစိတ်ကူးရင်တဲ့နေရာတွေမှာ work ကိုပို့ပြီးတော့သုံးတယ်အဲ့တော့ would you have me ဆိုတာကမင်းကကိုကူညီနိုင်မလားဆိုတာက would you have me တဲ့ပို့ပြီးတော့ polite ဖြစ်တယ် rude မဖြစ်ဘူးအရင်ကြီးကြီးတောင်းပြီးတော့ request လုပ်လိုက်တဲ့သဘောမျိုးတက်ရောက်တယ်ပြီးတော့ I would traverse the world is I had many မပတ်စံနေရှိရဆိုရင်ငါကကဘာတစ်ခုလုံးပတ်ပြီးတော့သွားမယ်လို့သူကပြောအဲ့တော့ imaginary ပေါ့ကွာမဖြစ်နိုင်တဲ့အရာပေါ့စိတ်ကူးရင်တဲ့နေရာမှာသုံးတယ်အဲ့တော့ where ကိုဘယ်လိုနေရာမှာသုံးရမလဲ work ကိုဘယ်လိုနေရာမှာသုံးရမလဲဆိုတာကိုသိပြီလို့ထင်တယ်အဲ့တော့နောက်နေ့ moral verb က may might must အကြောင်းကိုရှင်းပြ is might be true လား is might be true လားအဲ့လိုမျိုး moral verb က may might must ကိုဘယ်လိုကွဲကွဲပြားပြားသုံးရမလဲသိယူဆိုရင်ဒီဗီဒီယိုကြည့်ရအောင်သူတို့ may might must သုံးခုလုံးကို probability level မှာသုံးတယ်လို့ပြောလို့ရတယ်အဲ့တော့ may အကြောင်းကြည့်အောင် may ကဘယ်လိုနေရာတွေမှာသုံးတာလဲဘာအတွက်သုံးတာလဲ may ကို90%ပဲဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမှာသုံးတယ်ဥပမာတစ်ခုပြပြမယ် is may rain today ဒီနေ့မိုးရွာနိုင်တယ်90%ပဲဖြစ်နိုင်တယ်အဲ့တော့ရွာဖို့က90%ပဲရှိရဆိုတာပြောချင်တာအဲ့တော့ she may come today သူမဒီနေ့လာနိုင်တယ်လာနိုင်ခြေက90%ပဲရှိရဲအဲ့အချိန်မှာ may ကိုသုံးတယ် might ကကြတော့ဘယ်လိုအခြေအနေမှာသုံးလဲဆိုတော့ may ထက်ပိုပြီးတော့ဖြစ်နိုင်ခြေနည်းတဲ့နေရာမှာသုံးတယ် may က90%ပဲသိကြတယ်ဆိုရင် might က30%လောက်ပဲသိကြတဲ့အခြေအနေတွေမှာသုံးတယ်အဲ့တော့ is might rain today ဒီနေ့မိုးရွာနိုင်တယ်ဒါပေမဲ့မိုးရွာနေခြင်းကအရန်နည်းသွားပြီး30%ပဲရှိတယ်အဲ့တော့ she might be basis သူမဒီနေ့အလုပ်များနိုင်တယ်အလုပ်ကများနိုင်တယ်ဒါပေမဲ့30%ပဲများနိုင်တာပေါ့ကျန်တဲ့90%ကအလုပ်မများနိုင်ဘူးဒီလိုအခြေအနေမျိုးမှာသုံးတာအဲ့ဆိုရင် may might must ကိုဘယ်လိုအခြေအနေမှာသုံးတာလဲ must ကကြတော့လုံးဝ 100% သိကြတယ်ဆိုတဲ့အခြေအနေမှာသုံးတယ်အဲ့တော့ဘယ်လိုသုံးလဲဆိုတာဥပမာလေးနဲ့ပြောပြမယ် the lights are off she must be sleeping မိတွေအကုန်လုံးပိတ်နေပြီသူမတေချာပေါက်အိပ်နေပြီပြောချင်တာ100%တေချာတယ်သူအိပ်နေပြီလို့ပြောချင်တာ he's tired all night he must be tired သူတညလုံး tired လုပ်နေတဲ့အတွက်ကြောင့်မို့သူပင်ပန်းနေပြီလို့သူကပြောချင်တာအဲ့ဒါက100%တေချာတယ်အဲ့တော့ may might must ကိုဘယ်လိုသုံးရမလဲဆိုတာကိုသိသွားပြီလို့ထင်တယ်နောက်နေ့ကျရင် English ရဲ့ conditional ဆိုတာပါလေ conditional ကိုဘယ်လိုနေရာမှာသုံးတာလဲဘာအတွက်သုံးတာလဲဆိုတာကိုရှင်းပြပြီအဲ့တော့ follow လို့ဖို့မင်းနော် bye bye see you in the next video